အလားထဲမှာစီမီကွက်ရှိတယ်လို့တင်းလက်ထဲမှာလည်းအရာရာကိုဖြစ်စေနိုင်တဲ့တကိုးရှိနေပြီဆိုတာတင်သိပါသလားရှေးပုံပြင်းနေတဲ့မှာတော့စီမီကွက်ကိုပုတ်တိုက်လိုက်ရုံနဲ့လူချင်းသားတွေမှော်ဆန်းစွာဖြစ်လာတတ်တယ်လို့ကြားဘူးကြပါတယ်ဒါပေမဲ့အခုလိုခင်မှာတော့အဲ့ဒီပုံပြင်းကတကယ်ဖြစ်လာပါပြီခြားနာတာကတော့စီမီကွက်အစားတင်းလက်ထဲမှာဖုန်းတစ်လုံးပဲရှိဖို့လိုတာပါဒါကမော်အတက်မဟုတ်ပါဘူးတင်းဖုန်းထဲမှာအမြဲရှိနေမဲ့ AI ဆိုတဲ့ဘလူးကြီးရဲ့စွမ်းအားပါပဲ AI ဆိုတာတင်းကိုအစားထိုးဖို့ပေါ်လာတာမဟုတ်ပါဘူးတင်းရဲ့အရေးချင်းတွေကိုအစပေါင်းများစွာမြင့်တင်ပြီးမဲ့ခစ်သစ်စီမီကွက်တစ်ခုပါပဲအဓိကကတော့အဲ့ဒီစီမီကွက်ကိုဘလို့ပုတ်တိုက်ရမလဲဆိုတဲ့ပညာရက်ကိုတင်းသိထားဖို့ပဲလိုတာပါအရင်ကဆိုပညာရှင်တွေအများကြီးအချိန်ပေးလုပ်ခဲ့ရတဲ့အရာတွေကိုအခုတော့ Hey AI လို့ခေါ်လိုက်ရုံနဲ့စက္ကန့်ပိုင်းအတွင်းဖန်တီးပေးနိုင်နေပါပြီစီးပွားရေးလားလူမှုရေးလားဒါမှမဟုတ်ခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းချင်တာလားရေးစားစကားမပြောတတ်ဘူးလားစာရေးချင်လားပုံဆွဲချင်တာလားဒါမှမဟုတ်သင်က content creator လားလုပ်ငန်းရှင်လားအင်ချမ်းမြေလားကျောင်းသားလားနီးပညာဒါမှမဟုတ်ကျန်းမာရေးလားသင်သိချင်တဲ့အရာမှန်သမျှစက္ကန့်ပိုင်းအတွင်းအဖြေရနိုင်ပါပြီကျွန်တော်တို့ရဲ့စီမီခွက်ကိုအနှဲငယ်ပုတ်တိုက်ကြည့်ရအောင်ဟုတ်ကဲ့ကျွန်တော်ကမောင်းနေရင်ထိုးရသွားလို့ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးပါဦးကားမောင်းနေရင်ထိုးရသွားတယ်ဆိုတာကဖြစ်နိုင်ခြေအကြောင်းရင်းအများကြီးရှိနိုင်ပါတယ်အကြမ်းဖျင်းစစ်ဆေးကြည့်ဖို့တော့ဒီအချက်လေးတွေဆက်ပြောပါမယ်နော်အင်ဂျင်နိုးလို့မရတော့ဘူးဆိုရင်ရှေ့ကအင်ဂျင်ခန်းထဲကဘက်ထရီကိုစစ်ဆေးကြည့်ဖို့လိုပါတယ်ဘက်ထရီကေဘယ်ကြိုးတွေတင်းတင်းကြပ်ကြပ်တပ်ဆင်ထားခြင်းရှိမရှိတက်ခါစစ်ဆေးပါပြီးတော့ဘက်ထရီတန်းကုန်နေတာမျိုးဖြစ်နိုင်တာမို့စစ်ဆေးကြည့်တင်ပါတယ်ခင်ဗျပြီးတော့ကားအောက်ပိုင်းနဲ့အင်ဂျင်ပိုင်းကိုပုံမှန်စစ်ဆေးတဲ့အကြောင်းအရာလေးတွေပြောပြပေးပါဦးကားအောက်ပိုင်းနဲ့အင်ဂျင်ပိုင်းကိုပုံမှန်စစ်ဆေးတာကအရန်အရေးကြီးပါပဲအင်ဂျင်ခန်းတဲ့ကစီပိုက်တီရေးပိုက်တီပေါက်ပြဲတာရိုးစိမ့်တာမျိုးရှိမရှိတေချာစစ်ဆေးပါဒါအပြင် brake စီအင်ဂျင်စီပမာဏကိုလည်းပုံမှန်စစ်ဆေးပေးဖို့လိုအပ်ပါတယ်ခင်ဗျပြက်နေတဲ့ကားတွေကိုပြန်ပြင်တဲ့အခါဘေးအပိုင်းတွေကကုန်ကျစရိတ်ပိုများတယ်လေကိုပြန်ပြင်တဲ့အခါကုန်ကျစရိတ်အများဆုံးဖြစ်နိုင်တဲ့အပိုင်းတွေကအဓိကအဖြစ် engine နဲ့ gearbox တို့ဖြစ်ပါတယ်Toyota Hilux 3.0 D40 လိုမျိုးကားတွေမှာဆိုရင်ဒီအစိတ်ကွိုင်းတွေရဲ့မူရင်းထစ်စီဖို့နှုန်းကတော်တော်လေးမြင့်နိုင်ပါတယ်။နောက်ပြီးပြုတ်ပြင်းဖို့အတွက်ကျွမ်းကျင်ချက်လက်မှုပညာရှင်ရဲ့လောက်အားခကလည်းထည့်တွက်ရမှာပါခင်ဗျာ။ဒီကားရဲ့အားသာချက်တွေကိုပြောပြပေးပါဦး။ Toyota Hilux 3.0 D40 engine ရဲ့အားသာချက်တွေကအဓိကအဖြစ်ယုံကြည်စိတ်ချမှုကြံ့ခိုင်မှုနဲ့စွမ်းဆောင်ရည်တို့ပဲဖြစ်ပါတယ်။ယုံကြည်စိတ်ချမှုနဲ့ကားတွေရဲ့နာမည်ကုန်းတဲ့အတိုင်းဒီ engine ကလည်းဝန်ခံနိုင်မှုနဲ့တာရှိခံမှုအတွက်3.0 liter engine ဖြစ်တာမို့ယုံအားကောင်းပြီးခရီးချမ်းနိုင်တောင်တလန်းလေးမှာပါစွမ်းဆောင်ရည်ကောင်းပေးနိုင်ပါတယ်။ဒါကြောင့်ထိုင်းနိုင်တာမှာဆိုရင်ဒီ model ကို driver တွေကအချို့တစ်ထက်နှစ်သက်ကြပါတယ်။ဒီကားရဲ့ဈေးနှုန်းကဘယ်လောက်ရှိနိုင်မလဲမသိဘူးနော်။အရှိပေါက်ဈေးကကားရော့ထုတ်လုပ်တဲ့နှစ်အခြေအနေလက်ကီလိုမီတာပေါက်ပြီးစီးမှုပေါမှုတည်ပြီးအများကြီးကွာခြားနိုင်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ကားအယောင်အဝယ် website တွေဒါမှမဟုတ်ကားပွဲစားတန်းတွေကိုစုံစမ်းကြည့်ရင်ပို့ပြီးတည်ကြတဲ့ဈေးနှုန်းကိုသိနိုင်ပါခင်ဗျာအခုကျွန်တော်ကားပြင်မယ်ဆိုရင်ဘယ်ဘုတ်ရှောက်မှာပြင်အဆင်ပြေနိုင်မလဲရန်ကုန်မှာ Toyota Hilux အတွက်ကားပြင်တဲ့ဆိုင်ကောင်းကြီးအများကြီးရှိပါတယ်ဗဟာမြို့နယ်မှာဆိုရင် Toyota A& Sons လိုမျိုးတရားဝယ်ဝန်ဆောင်မှုစင်တာရှိတယ်လို့ Apex Auto Service လိုမျိုးပြင်ပ workshop တွေလည်းရှာလို့ရပါတယ်ခင်ဗျာအနီးအနားဆုံးဖြစ်မဲ့နေရာကိုပိုတိတိကျကျသိကျင်တာလားခင်ဗျာဝမ်းသာပါတယ်ခင်ဗျာကားပြင်တာအစိမ့်ပြေးပြီးမြောက်ပါစေလို့ဆုတောင်းပေးပါတယ်နော်သူမကတော့မြန်မာရုပ်ရှင်တရုပ်ဆောင်တဲ့ model ခင်ဝင်းဝါဖြစ်ခါနဲ့ Miss Myanmar International 2013 winner ဆုရှင်ဖြစ်ပြီးရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာမှာလည်းတရုပ်ဆောင်ခဲ့ပူပါတယ်ပညာရေးဘက်မှာဆိုရင်လည်းယူပဗီဒဘာသာရပ်နဲ့ပွဲရရှိထားသူတဦးဖြစ်ပါတယ်ခင်ဗျာသူမအကြိုက်ဆုံးအရာကိုပြောပြပေးပါဦးသူမအရန်ကြိုက်တဲ့ရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်ခင်ဗျာဒီပုံထဲမှာဆိုရင်တော့အစိမ်းရောင်ဝတ်စုံနဲ့အရန်လှနေတာကိုတွေ့ရပါတယ်သူမအကြိုက်ဆုံးအစားအစာတစ်ခုကိုပြောပြပေးပါဦးခင်ဝင်းဝါကြိုက်တဲ့အစားအစာနဲ့ပတ်သက်ပြီးတိတိကျကျအထူးဖော်ပြောဆိုထားတာမျိုးတော့မတွေ့ရပါဘူးခင်ဗျဒါပေမဲ့အနုပညာရှင်တော်တော်များများဟာမြန်မာရိုးရစာအစားအစာလေးကိုနှစ်သက်လေးရှိကြသလိုကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုလည်းရွေးချယ်လေးရှိကြပါလေခင်ဗျခင်ဝင်းဝါရဲ့အသက်က2026ခုနှစ်ဧပြီလ19ရက်နေ့အထိ34နှစ်ရှိပါပြီခင်ဗျာ
သူမကိုချစ်တဲ့အကြောင်းပြောပြဖို့ဆိုတာကတော့ပရိသတ်တယောက်အနေနဲ့သူမအပေါ်ခံစားရတဲ့ချစ်ခင်လေးစားမှုကိုပွင့်ပွင့်လင်းလင်းဖော်ပြတာကအကောင်းဆုံးပါပဲခင်ဗျ။ သူမအရန်ကြိုက်တဲ့ပန်းတစ်ခုကိုပြောပြပါဦး ခင်ဝင်းကအကြိုက်ဆုံးပန်းကတော့နင်းစီပန်းတဲ့ပါတယ်ခင်ဗျ။သူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာနင်းစီပန်းပုံတွေနဲ့ဓာတ်ပုံရိုက်ထားတဲ့မျိုးတွေမကြာခဏတွေ့ရတာပါတယ်ခင်ဗျ။ လက်ရှိသူမရဲ့အမှုပညာလှုပ်ရှားမှုအကြောင်းကိုပြောပြပါဦး လက်ရှိအမှုပညာလှူရှားမှုတွေပြောပြမယ်နော်။သူမဟာ2020ခုနှစ်မှာပြသမဲ့ I'm Queen ဆိုတဲ့ရုပ်သံဇာတ်လမ်းတွေမှာပါဝင်သရုပ်ဆောင်နေပါတယ်ခင်ဗျ။ဒါအပြင်ပရာဟိတလုပ်ငန်းတွေနဲ့ကြော်ညာတွေလည်းဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်ခင်ဗျ။ ပြီးတော့သူမရဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုပြောပြပေးပါဦး စိတ်ဝင်စားစရာအချက်တွေကတော့သူမဟာ Miss Myanmar International 2013 winner ဆုရှင်ဖြစ်ခဲ့ပူးတာရဲ့ယူပဗေဒဘာသာရပ်နဲ့ပွဲရထားတာရဲ့ပြီးတော့ပရာဟိတလုပ်ငန်းတွေကိုတက်တက်ကြွကြွပါဝင်လေးရှိတာရဲ့တို့ဖြစ်ပါတယ်ခင်ဗျာပရာဟိတလုပ်ငန်းတွေနဲ့ပတ်သက်ပြီးခင်ဝင်းဝါကတော်တော်လေးတက်တက်ကြွကြွပါဝင်လှုပ်ရှားလေးရှိပါလေခင်ဗျာရမုံငွေချခွေပွဲတွေလိုအပ်တဲ့နေရာတွေမှာတွားရောက်ကူညီတာမျိုးတွေလူမှုကွန်ရက်ကနေထွင်လူတောင်းဖို့ကြိုက်သွန်းတာမျိုးတွေလုပ်လေးစီပါတယ်ခင်ဗျာနောက်ထပ်ဗာများသိချင်တာရှိသေးလဲမေးနိုင်ပါတယ်နော် အိမ်လွမ်းသူတွေအတွက်ဆိုတဲ့ကြပြတစ်ပုဒ်ရေးပေးပါဦး အိမ်လွမ်းသူတို့ရဲ့ခန်းစားချက်ကိုထင်ဟပ်စေတဲ့ကြပြလေးရဖို့ပြောပြပါမယ်တိုက်အိမ်အမြင့်မှာနေရတော်လဲရင်ထဲမှာအထီးကျန်ချင်းကြီးစိုးမိသားစုရဲ့နှွေးထွေးမှုအဝေးမှာလွမ်းမောတန်းတာမွေးရမေရဲ့ရနန့်သိန်းအိမ်မက်သေးပြန်လဲဆုံးစီရစေအိမ်ပြန်ချင်းဝိနေတော့လဲစိတ်ကူးနဲ့အမြဲပြန်ရောက်နေပါတယ်လို့ရေးဆက်ထားတာပေါ့ AI ရဲ့မော်အတက်ကိုအချင်းချုပ်ပြောရရင်ဘာသာစကားအတားအဆီးတွေကိုဖြိုဖျက်လိုက်တာတင်းရဲ့စိတ်ကူးတွေကိုပုံဖော်ပေးတာတင်းရဲ့ EQ IQ တွေကိုမြင့်တင်ပေးလိုက်တာပါပဲ AI ကတင်းရဲ့ကိုယ်ပိုင်ဉာဏ်ကြီးရှင်ဆွဲစုံဉာဏ်အားလုံးကိုဖတ်ထားတဲ့ဆရာတစ်ယောက်လိုပဲတင်မသိတာမှန်သမျှကိုရှင်းပြပေးနိုင်တယ်လို့ရှုပ်ထွေးတဲ့ data တွေကိုလည်းစီးစစ်ခွဲခြမ်းပေးနိုင်ပါတယ်ဒီမှာကျွန်တော်တို့လူသားတွေအတွက်မေးခွန်းရှိလာတယ် AI ကလူတွေကိုအစားထိုးမဲ့နေရောက်လာပြီလား AI ကြောင့်လူတွေအလုံးလက်မြဖြစ်လာနိုင်လားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်တကယ်အန်တရယ်က AI မဟုတ်ဘူး AI မသုံးတတ်တဲ့လူတွေကနောက်ကျကျန်သွားနိုင်တယ်ဆိုတာကတော့တေချာသလောက်ဖြစ်နေပါပြီတင့်လက်ထဲကဖုံးလေးဟာတာမန်ဆက်သွယ်ရေးကိရိယာတစ်ခုမဟုတ်တော့ပါဘူးအရာရာကိုဖြစ်စေနိုင်တဲ့တကူးရှိတဲ့စီမီခွက်တစ်ခုဖြစ်လာပါပြီကျွန်တော်တို့ပေးတဲ့ comment ကပို့ပြီးတိကျလိရလာတဲ့ရလက်ကပို့ပြီးမှော့ဆန်လိပါပဲအခုပဲ AI ရဲ့အစွမ်းကိုအသုံးချပြီးတင့်ရဲ့အိမ်မက်တွေကိုစတင်အကောင့်ထဲဖော်လိုက်ပါစီမီခွက်ထဲကဘလူးကြီးကရွှေအိုးကိုရှာပေးနိုင်တယ်လို့ AI ကလည်းတင့်အတွက်ဝင်ငွေလမ်းကြောင်းတစ်တီဖွင့်ပေးနိုင်ပါတယ်တကူးကိုအလွဲသုံးစားမလုပ်မိဖို့လည်းအရေးကြီးပါတယ် AI ကထုတ်ပေးတဲ့အချက်လက်တွေကိုလုံးဝယုံကြည်လိုက်တာမျိုးမဟုတ်ပဲပြန်လဲစစ်ဆေးဖို့လိုအပ်ပါတယ်နီးပညာကကိရိယာတစ်ခုပဲဖြစ်တယ်လို့အတိအကကတော့အသုံးချတဲ့သူရဲ့စိတ်ကူးစိတ်တမ်းကအရေးကြီးဆုံးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒီတိုင်းမြင်ကလေးပြေအေးမာမိုးကုတ်ဆဝိုင်းကိုငေးချီရင်ဘတ်ထဲကတီချန်ချင်းတိတ်တိတ်လေးချီစုံနေစေတိတ်တိတ်လေးချီစုံနေစေရနန်းသေးစိတ်ကူးနဲ့အမြဲပြန်ရောက်နေအိမ်ဆိုတာကိုချစ်ရသူတွေရှိတဲ့စီကိုချစ်ရသူတွေရှိတဲ့စီအိမ်ပြန်ချိန်ဝေးနေတော့လဲစိတ်ကူးကအတိတ်စီပြန်လဲပြေຫນွေဥကန်ကိုရနန်းသင်းသင်းຫນွေဥကန်ကိုရနန်းသင်း
ပြန်လဲဆုံးစီရစေဝေးမှာလွမ်းမောရန်တာမွေရဲ့မြေရဲ့ရနံသေးစိတ်ကူးနဲ့အမြဲပြန်ရောက်နေအိမ်ဆိုတာကိုချစ်ရသူတွေရှိတဲ့စီကိုချစ်ရသူတွေရှိတဲ့စီတနာချင်းတွေလေးတဲ့မျိုးအဝေးကချက်လေးတွေကိုကြည့်အိမ်ဆိုတဲ့ခံစားချက်ကလေးရှင်ထဲမှာထွေးပိုက်ထားစေအိမ်ပြန်ခြင်းနဲ့နှွေးထွေးမှုတွေရှိတဲ့စီ